တာချီလိမ့်မှာအသားဟင်းတစ်မျိုးအရင်ဟင်းတစ်မျိုးကိုမှ25ဘတ်ပဲပေးရတဲ့ဆိုင်လေးကိုဟင်းမျိုးကခေါ်သွားပေးပါမယ်ခင်ဗျာဆိုင်နေရာလေးကတော့လမ်းမကြီးကနေလာရင်ဇက်ဝိုင်မိုဘိုင်းလမ်းကြားထဲကိုဝင်ခဲ့ရမှာဖြစ်ပြီးတော့တန်တန်လေးလာခဲ့လိုက်ရင်ဆိုင်နေရာလေးကိုတွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဆိုင်နာမည်လေးကတော့ရွှေထားဆိုင်ပဲဖြစ်ပါတယ် TikTok မှာခဏတွေ့နေလို့သွားပြီးတော့စာကြည့်ရပဲဖြစ်ပါတယ်ခင်ဗျာဆိုင်ကိုလည်းရောက်နေပြီဆိုတော့သူတို့ပြောထားတဲ့25ဘတ်တန်ပါဆယ်မဝယ်တော့ပဲဆိုင်တိုင်းပဲစားခဲ့ပါတယ်ခင်ဗျာဆိုင်ရန်နေရာလေးကတက်တက်ရရှိပြီးတော့အောက်ထပ်ရောအပေါ်ထပ်မှာရောထိုင်စားလို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့ဝတ်သားမုံညင်းကျော်ကျန်းငါးအသီးကျော်နဲ့ပဲပြပဲပင်ပေါက်ကျော်တို့ကိုမှစားကြည့်ခဲ့ပါတယ်အခုလိုမျိုးပုံစံဆိုင်ထိုင်စားမယ်ဆိုရင်တော့တပွဲကို50ဘတ်ကျပ်တင်မှာပဲဖြစ်ပါတယ်ခင်ဗျာပေးရရနဲ့တန်လားလို့ပြောရမယ်ဆိုလို့ရှိရင်ထက်ပေးရပိုးရှင်ရပြီးတော့ချပေးတဲ့အတုံးမြုပ်အခြေရည်နဲ့ဆိုရင်တော့တန်တယ်လို့ပြောလို့ရပါတယ်ခင်ဗျာမပြီးရပြပြနေတယ်လေစားကြည့်နေဆိုရင်ဒီဆိုင်လေးကိုသွားစားကြည့်ဖို့ recommend ပေးပါတယ်ခင်ဗျာပြီးရင်တော့ချပေးတဲ့ချင်းလေးရလည်းမြစ်ဖက်တွေချမောင်ရဲဖက်တွေကစိုးရဲဖက်တွေစုံနေအောင်ထည့်ပေးထားတာကိုတွေ့ရပါတယ်အတုံးမြုပ်ထည့်ပေးထားတာတွေကလည်းလက်ဆက်ပြီးတော့စောင်းစောင်းလင်းလင်းထည့်ပေးထားတာကိုတွေ့ရပါတယ်ခင်ဗျာမဲသားရင်းနဲ့ကြက်ဥချက်ကိုလည်းမစားကြည့်ခဲ့ပါရဲ့ခင်ဗျာမဲသားနဲ့ကနူးဣပြီးတော့ညီနဲ့မရှိရဲနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ခင်ဗျာကြက်ဥချက်လေးကတော့စီနဲ့များတယ်လို့ခံစားရပါတယ်အခုလိုမျိုးထည့်ပေးထားတဲ့ပိုးရှင်းကိုမှတပွဲကို50ဘတ်ပေးရပါရဲ့ခင်ဗျာနောက်ထပ်အရန်ဟင်းနေနဲ့ချမောင်ကျော်ကိုလည်းမစားကြည့်ခဲ့ပါတယ်တပွဲကို30ပေးရပါတယ်ခင်ဗျာစီနိုင်နိုင်နဲ့ကြော်ထားပေးပြီးတော့အီပြေလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ခင်ဗျာမြန်မာထမင်းဟင်းနဲ့ငပိရည်ပြစ်လေးစားကြည့်နေဆိုရင်တော့အခုဆိုင်လေးကိုတစ်ခါလောက်သွားစားကြည့်ဖို့ recommend ပေးပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကို like and share လုပ်ပြီးတော့ကျွန်တော်ကိုကူညီပေးပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးဆုံတွေ့ရအောင်လို့ကျွန်တော်ရဲ့ Facebook TikTok YouTube channel တို့ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်တတ်တာ